နှဆိုင်သောပင်လယ်အောက်တွင်အချိန်သည်အရာအလုံးကိုမေ့ပြောက်စေတော်လဲအချို့အရာများကိုထာဝရသိမ်းဆည်းထားနိုင်သည်တန်ချီတက်ပြီးဆွေးမိနေသောသဘောပြက်တစဉ်အချိန်ဤဖိအားပင်လယ်ရေအလေးချိန်နှစ်ပေါင်းများစွာသောတိတ်ဆိတ်မှုအောက်တွင်ယနေ့တိုင်မပြောင်းလဲဘဲတည်ရှိနေသည်ဒီနေရာသည်တစ်ချိန်ကလူသားတို့၏လှုပ်ရှားမှုများအသက်ရှင်မှုများနှင့်ပြည့်နှက်ခဲ့သောနေရာဖြစ်နိုင်သည်ယခုတော့တဲမုံများစက်တင်မတ်အလွှာများနှင့်ပင်လယ်သက်ရှိအသေးစားများသာလှုပ်ရှားနေသည်သို့သောဤသဘောပြက်သည်တာမန်သဘောပြက်တစင်းသာမဟုတ်ပေတဲအလွှာများအောက်တွင်အလွန်ရှိဟောင်းသောလက်ရာများဖုံးကွယ်နေသည်ကြောက်သားပစ္စည်းများလက်ရာအယုတ်သေးများအချိန်ကြာမြင့်စွာရေအောက်တွင်ရှိနေတော်လဲမပျက်စီးသေးသောအရာဝတ္ထုများဤအရာများသည်အလွန်ရှိဟောင်းယဉ်ကျေးမှုတစ်ခု၏လက်ရာများဖြစ်နိုင်သည်တဘာဝသည်အရာအလုံးကိုဖျက်ဆီးနိုင်တော်လဲတခါတရံအံ့ဩဖွယ်စွာကာကွယ်ထားလဲတတ်သည်တဲမုံများကအရာဝတ္ထုများကိုဖုံးအုပ်ပြီးအောက်ဆီဂျင်နှဲပါသောပတ်ဝန်းကျင်ကပျက်စီးမှုကိုနှေးကွေးစေသည်ထို့ကြောင့်ရာစုနှစ်များကြာပြီးနောက်တောင်အတိတ်ဤတက်သေးများကိုယနေ့ထိမြင်တွေ့နိုင်နေသည်ဤတော်ပြက်သည်ပင်လယ်အောက်ရှိအချိန်တူလောင်ခန်းတစ်ခုဖြစ်သည်တိတ်ဆိတ်စွာမရွေ့မလျားသို့သောအတိတ်ဤဇလန်းများကိုဆက်လက်သိမ်းဆည်းထားစေပင်လယ်အောက်ရှိမျက်နှာပြင်တစ်ခုချင်းစီတွင်မပြောပြရသေးသောသမိုင်းတစ်ခုရှိနေသည်ပြီးတော့ယနေ့ကျွန်ုပ်တို့မြင်တွေ့ရသည်မှာအချိန်မေ့ထားခဲ့သောကဘာတစိမ့်တစ်ပိုင်းသာဖြစ်နိုင်သည်